ကဲအခုစစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲမှာစီယုံဟောပြောတဲ့အခါမှာအချက်၈ချက်၉ချက်ကိုရှောင်ရမယ်ဆိုပြီးတော့တားမြစ်လာတယ်။ဘာတွေလဲကျွန်တော်တို့ကြည့်လိုက်မယ်။ဒီတော်စုမပြိုကွဲရေးတိုင်းသားစီလုံးညီညွတ်မှုပြိုကွဲရေးအချုပ်ချအာဏာတည်တံ့ခိုင်မြဲရေးစတဲ့အချက်တွေကိုထိခိုက်ပြပြားစေမဲ့ဟောပြောစည်းရုံးမှုမျိုးကိုမပြုလုပ်ဖို့နောက်တော့လုံခြုံရေးတရားဥပဒေစိုးမိုးရေးအေဂျင့်တာယာရေးကိုထိခိုက်ပြပြားစေမဲ့ဟောပြောစည်းရုံးမှုတွေကိုမပြုလုပ်ဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ဆဲဥပဒေများကိုထိခိုက်ပြပြားစေမဲ့ဟောပြောစည်းရုံးမှုများကိုမပြုလုပ်ဖို့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဆိုတဲ့အချက်တက်လေးကိုထိခိုက်ပြပြစီဖို့စီယုံဟောပြောဖို့မလုပ်ရဘူးဆိုပြီးတော့တားမြစ်လာပြန်တယ်။ကျွန်တော်လည်းပြောနေတယ်ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်မှာမဟုတ်ဘူး။အဲ့ချက်တွေကိုမပြောဘူးဆိုရင်ကဲနိုင်ငံရေးပါတီတွေကဘယ်အချက်တွေကိုဟောပြောစီယုံမှာလဲပြည်သူတွေကိုမဲဆွယ်မှာလဲ NLD လက်ထက်မှာဆိုရင်အချက်၃ချက်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုပြီးတော့ slogan နိုင်ငံရေးကြွေးကြော်သံဆောင်ဖို့ကြွေးကြော်ပြီးတော့ရွေးကောက်ပွဲဝင်ခဲ့တာတိုင်းပြည်လုံးကိုစစ်အာဏာရှင်ကအုပ်ချုပ်လို့ရအောင်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကရှိနေတာလေဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မှလာတယ်ကျွန်တော်တို့ကစစ်မှန်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးပေါ်ပေါက်လာမှာလေဒီဟာကိုမပြောရဘူးဆိုတော့ဘယ်ဟာကိုပြောရမှာလဲကဲဘာတွေစီးရုံးကြမလဲနိုင်ငံရေးပါတီတွေကျွန်တော်တို့တစ်ချက်ပြောပြရမယ်ခင်ဗျားတို့